နဲ့လှုပ်လှုပ်ရင်းနဲ့ကွာတလားနှစ်လားပေါ့ကွာနေတဲ့ချိန်မှာအဲ့ဒီမှာ monitor တွေအရင်တော့ monitor ကြီးကဒီလိုကြီးတွေကွာကြီးတွေအဲ့မှာ monitor အဖြူကြီးတွေဆိုအဲ့ monitor ကြီးကဘာဖြစ်လဲဆိုတော့ဝါပြီးတော့ဟိုလိုမျိုးပေါ့ကွာညစ်နေတာပေါ့နော်ညစ်ကြီးနေတာပေါ့ညစ်နွားနေတာပေါ့အဲ့ဒါဘာလို့လဲဆိုတော့ဖူကြီးစက်ပြခရင်ဝယ်တယ်ပြီးရင်ဟိုပကံဆေးတဲ့အစိမ့်ဘက်ကလေးဝယ်တယ်အဲ့ဒီသွားတိုက်ဆေးတို့ဖူကြီးစက်ပြခရင်တို့လိုက်ပြီးတော့တို့ထားတာတို့ပြီးတော့အဲ့ဒါကိုပုတ်ချလိုက်တဲ့ခါမှာအဲ့ဒီတင်တန်းကျောင်းက monitor တွေကအစ်စ်လိုကိုဖွေးသွားတာဆိုတော့အဲ့တရက်မှာအလုပ်ပိုင်ရှင်ကလာလဲလာဟာသူအဟောရတယ်ဟာ monitor တွေကဟာပြောင်းလဲနေငကိုတော့ကဒါကိုတိုက်ရကောင်းမှလည်းဘယ်သူမှမသိဘူးတကယ်လို့မတိုက်ရင်လည်းဘာမှပြဿနာမရှိဘူးတချို့ကလည်းတိုက်လိုက်ရင်ပြတ်သွားမလားလို့လည်းထင်ကြမှာပေါ့ဆိုကိုအဲ့မှာလုံးလိုက်တဲ့ချိန်မှာဟာလုံးဝမိုက်တယ်အဲ့ဒါ तू ခေါ်ပြီးတော့ကိုကန်းထဲမှာခေါ်ပြီးတော့မရညီလေးမင်းအရင်တော်တယ်ကွာတဲ့ဘာလို့မင်းစပြီးတော့အလုပ်ကိုလာတဲ့ဟိုကတလကြော်တွင်းမှာလို့ရကန်ယူကြည့်ရတာလဲတော့ချက်ချင်းလာတာတိုးတာလုံးတာ2လပဲရှိသေးတယ်လာတာတိုးတယ်ဆိုတော့စောစောတော့9000ပေးတဲ့လာတာဟို1000ဖြစ်သွားတယ်ဆိုတော့အဲ့ဒီခေတ်တော့လာတာ1000ဆိုတော့တော်တော်များတာဆိုတော့ကိုတဲ့ senior တွေတော့2000 3000ပဲရသေးတဲ့အချိန်မှာပေါ့နော်ဆိုတော့ကိုကအဲ့မှာအဲ့ဒီ1လ2လ3လ4လစသဖြင့်ပေါ့ကွာကြာလာတဲ့အချိန်မှာကိုကဒီအရှိမရှိတဲ့အတန်းတွေကိုလိုက်ပြီးတော့နားထောင်တယ်လိုက်ပြီးတော့တင်တယ်အကိုကငကိုတုံးနဲ့ကဘာကောင်းလဲလို့မေးတော့ ear brain အရင်ကောင်းကိုအကြောင်းအရာတစ်ခုပြောလိုက်ရင်တေးသေးချာချာအာယုံစိုက်ပြီးတော့မှတ်လိုက်ရင်အဲ့ဒီတောက်လျှောက်ကြီးကိုမှတ်မိတာနောက်တစ်ခုကအကိုကအမြဲတမ်းလိုလိုလဲအကျင့်လုပ်ထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီတခုခု lecture ရိုက်တဲ့ခါမှာလေတို့ note တွေလိုက်မှတ်ကြတယ်မလားအကိုကဘာလုပ်လဲဆိုတော့အဲ့လိုမျိုးလိုက်မှတ်ပဲနဲ့မျက်စိနဲ့ကြည့်တယ်ပြီးရင်နားနဲ့မှတ်တယ်အကိုစဉ်းစားတာကအုံနောက်တဲကိုဒီမျက်စိစူးစူးစိုက်ကြည့်မယ်နားတေးသေးချာချာနားထောင်လိုက်လို့ရှိရင်ပို့ပြီးတော့မှတ်မိတယ်လို့အကိုထင်တယ်အဲ့တော့ရေးနေဟိုကြည့်လိုက်ရေးလိုက်ဆိုအာယုံကရေးတဲ့နေရာကိုရောသူ့စီရောဆိုလစ်တယ်ကွာအာယုံကလစ်ဟာမှုရှိတယ်လို့အကိုထင်တယ်ဆိုတော့အကိုကငငယ်လေးကအဲ့ဒီအချင်းရထားတာဆိုတော့အဲ့ဒီတင်တန်းကျောင်းမှာရှိတဲ့ဒီအတန်းတွေကိုပေါ့နော်ပထမအဆုံးအဲ့ဒီ system တန်းကိုတက်တယ်အဲ့ဒီတော့သင်ပေးတဲ့ဆရာကကိုစိုးခိုင်နောက်တော့ဒီ network engineering မှာဆိုရင်ကိုတန်ပြင်စိုးနောက်တစ်ခါဒီ programming နဲ့ပတ်သက်ပြီးတော့ဆရာဦးတန်းစိုးဆိုအဲ့ဒီဆရာတွေရဲ့အတန်းတွေကိုနောက်ကနေလိုက်နားထောင်တာဘာနှုတ်မှမမှတ်ဘူးဘာစာအုပ်မှဘာဘောပင်မှမကင်မဲနဲ့နားထောင်ရုံတက်ပဲဒါပေမဲ့ကွာအချိန်ပေါင်းများစွာနားထောင်လာတော့မင်းစဉ်းစားကြည့်လေကွာတချင်းတမုတ်ကို4-50ကောက်နားထောင်ရင်မရပြီဘူးလားပြန်အောင်ဆိုလို့ရတယ်ဆိုတော့ဒီလိုပဲပေါ့အခုဒီတင်တန်းတွေကိုတက်တယ်နားထောင်တယ်တက်တယ်နားထောင်တယ်နားထောင်ရင်ねတဖြည်းဖြည်းနဲ့အဲ့ဒီတင်တန်းရဲ့ course တွေကိုတော်တော်ကြီးကိုကျင့်ညက်လာတယ်ကျင့်ညက်လာတဲ့အပြင်ကိုကိုကတော့ကို့မီဒီနေရာလေးမှာငါဒီလိုတင်လိုက်မယ်ငါသားဆိုရင်ဘယ်လိုပြောမယ်ငါဒီနေရာကိုဘယ်လိုပြင်ပြီး note ထုတ်လိုက်မယ်ဆိုတော့ဒီ idea တွေရလာတယ်ဆိုတော့အကိုအဲ့ဒီမှာတစ်နှစ်ခွဲလောက်ကြာသွားတဲ့အချိန်မှာရှိသမျှအတန်းကသင်ခန်းစာတွေအကုန်လုံးအကိုအရေးကြိုတောက်ပြီးသားဖြစ်သွားပြီအကိုမသိတာဘာမှမရှိတော့ဘူးအကုန်ဒီထက်ပိုပြီးတက်ဘယ်မှာတက်လို့ရအောင်မလဲဆိုတာတော့လိုက်မေးနေပြီလိုက်ပြောနေပြီအဲ့မှာအဲ့ဒီကိုရဲ့ senior ဆရာဒါအပြင်နောက်ထပ်ဘာသင်လို့ရအောင်မလဲဘာလေ့လာရအောင်မလဲအဲ့လိုကိုအတက်ပညာကိုငတ်မွတ်နေပြီဆိုတော့ဒီရုံးမှာလဲဒီလုံးမှာလဲကိုကလုံးဝကိုအခရာဖြစ်နေပြီအဲ့ဒီတုန်းကအကိုကိုခေါ်တာကဖိုးလာလို့ခေါ်တာဖိုးလာဆိုဒါတော့မှအကိုအဲ့နာမည်လေးကိုသဘောကျလို့ဘာလို့ဆိုအခုတည်းအကုန်လုံးကြည့်ရလေကွာဖိုးလာဆိုတော့ကိုကဖင်လဲအရင်ပေါ်တယ်ခိုင်းလို့လဲရန်ကောင်းတယ်ဆိုတော့သူတို့ကချစ်စနိုးနဲ့ခေါ်ကြတာပေါ့ကွာဖိုးလာဆိုအဲ့ဒီနာမည်လေးကိုကကြိုက်လို့တော့မှနောက်ငါတချင်းဆိုရင်ဒီဖိုးလာဆိုတဲ့နာမည်လေးနဲ့ငါထည့်ပြီးတော့ဆိုအောင်မယ်ဆိုပြီးတော့ဟိုအဆိုတော့နာမည်ကိုအဲ့လိုပေးမယ်လို့တော့စိတ်ကူးလိုက်သေးတယ်ဆိုတော့အဲ့ဒီလိုမျိုးကိုတစ်နှစ်ခွဲလောက်လက်နေလာတဲ့အချိန်မှာအခုအဲ့ဒီမှာရှိတဲ့ဟာတွေအကုန်လုံးတက်သွားပြီဒါပေမဲ့လူဆိုတာဟိုအခွင့်အရေးကိုစောင့်ရတယ်အဲ့တော့တချို့လူတွေကအလုပ်ထဲတွေမှာအရန်ကိုသူတို့တော်တယ်တို့တက်တယ်တို့ထင်ကြတာပေါ့နော်အဲ့လိုထင်လို့လည်းမရဘူးဆိုတော့လူတယောက်ဒီအလုပ်မှာနေရာတစ်ခုရလာဖို့ဆိုတာအခွင့်အရေးစောင့်ရတယ်ဆိုတော့အဲ့ဒီအခွင့်အရေးစောင့်ရတဲ့အပိုင်းကိုမပြောခင်မှာအဲ့ဒီအလုပ်မှာပဲအကိုတစ်ချိန်လုံးကအမှားအယွင်းလေးတစ်ခုဖြစ်ခဲ့ဘူးတယ်အဲ့ဒီအမှားအယွင်းနဲ့ပတ်သက်ပြီးတော့လူတွေဘူးတုတရအောင်ထည့်ပြောခြင်းတယ်ဆိုတော့အဲ့ဒီတုန်းကအကိုတို့က software ခွေတွေဆိုတာအခုတော့ပေါ်များများမရှိသေးဘူးနိုင်ငံခြားကနေပြီးတော့မှာယူရတယ်ဥပမာ Windows ခွေဆိုရင် Windows ခွေပေါ့ဟလာ software အမှာ Office ဆိုရင် Office အခွေတွေ original ခွေတွေစင်ကာပူကနေမှာတာဈေးအရင်ကြီးတယ်
အခုတို့ရုံးမှာအဲ့ဒီခွေတွေလည်းရောင်းတယ်အဲ့ဒီတုန်းကအဲ့လို original ခွေတွေကိုပဲလူတွေကဝယ်သုံးရတာ copy version တွေပဲမလာသေးဘူး crap version မလာသေးဘူးဆိုတော့ကကြတော့တရက်မှာအဲ့ဒီအခွေတွေကိုညဆိုရင်ရုံးစင်းသိမ်းမနေ့ဆိုရင်ပြန်ထားရတာအခုဂျူတီအခုအဲ့ဒီနေကဘယ်လိုစိတ်လောသွားလဲမသိဘူးမသိမ့်မဲ့နဲ့ပြန်သွားတယ်နောက်တနေ့မနေ့တညလုံးလည်းမေ့နေတယ်မနေ့မိုးလေးပြောင်းတော့မှရုံးမှာဟာငါဒါတွေမသိခဲ့ရဘူးပဲကိုကရုံးအမြဲတမ်းစိုးရောက်တာဟုတ်ဒါပေမဲ့ကိုက10နိုင်လောက်လဲနေရော9နိုင်မှာပိုင်ရှင်ကရောက်လာတယ်10နိုင်လောက်နေရောအကိုကအဲ့မှာဟိုစိတ်ထဲမှာမလုံဘူးနေလို့မရဘူးနေလို့မရတဲ့ခါလဲကြောက်အဲ့ဒါနဲ့အဲ့ဒီပိုင်ရှင်ရဲ့ရုံးခန်းကိုသွားရုံးခန်းကိုသွားပြီးတော့တကားခောက်အကိုလို့ကျွန်တော်ဟိုစကားလေးပြောပြစီဆိုအေးပြောညီလေးပြောတယ်ဘာဖြစ်လို့လဲကျွန်တော်အပြစ်တစ်ခုလုံးမိလို့ပါလို့ဟာဘာဖြစ်လို့လဲတဲ့ဒီခွေတွေသိရမယ့်ကိစ္စကိုလို့ကျွန်တော်မသိခဲ့မိဘူးလို့အဲ့ဒါဟိုဒီမနေ့ရောက်မှအမှတ်ရတယ်လို့အဲ့ဒါလေးကျွန်တော်လာပြောပြတာအော်ညီလေးကမလို့ဘူးလေကွာတဲ့ဟိုပျောက်မှမပျောက်တာတဲ့ညီလေးမပြောရင်ကိုကြီးသိမှာတော့မဟုတ်ဘူးတဲ့မဟုတ်ဘူးလို့ကျွန်တော်ကိုလှုပ်ထားတဲ့အပြစ်တစ်ခုကိုလာပြီးတော့ဝန်ခံလိုက်တော့မှပဲစိတ်ထဲမှာနေလို့ထိုင်လို့ရမှာမို့လို့ဆိုဟာအဲ့ဒါလည်းပဲဘာဖြစ်တယ်လဲဆိုတော့ဒါအမှတ်တစ်ခုတိုးတယ်လို့ပြောရမှာပေါ့နော်ဟာရပါတယ်ညီလေးဟာဆိုပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့အမှားတစ်ခုကိုတင်ပြလိုက်တာအဲ့တော့ခါကြတော့ဒီလူငယ်တွေကိုဘာပြောချင်လဲဆိုတော့လှုပ်နေတဲ့သူတွေဟာကိုယ့်ရဲ့ဒီလုပ်ငန်းမှာဒါမျိုးတစုံတရာကြုံကြရဲဆိုရင်သူမင်းတဲ့အထိကိုမဆောင်နဲ့ကိုကတော့ပြောလိုက်ကိုကသွားပြီးတော့ဝန်ခံဆက်ရှိဝန်ခံပြောဆက်ရှိရင်ပြောအဲ့ဒါလိုလုပ်လိုက်တဲ့ခါကျတော့တယောက်ကိုတယောက်ယုံကြည်မှုလည်းပိုကောင်းတယ်ပိုအဆင်ပြေတယ်ပေါ့